လိုက်ဆိုင်အောင်ကြည့်ရှုနေကြတယ်ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအလုံးဘေးရခတ်တဲ့တောကငြိမ်ကောင်းကျိုးအနန္တပြေဝကြပါသည်ယခုရာသီစဝန်းတို့ရွှေ့ပြောင်းလာတာ2026ခုနှစ်ဖေဖော်ဝါရီ12ရက်နဲ့18ရက်ရက်တပတ်ရောက်ရှိလာပါတယ်။ဟိုရောက်လာတဲ့ဒီဖေဖော်ဝါရီ12ရက်နဲ့18ရက်ကြားမှာဂျိုသွားဂျိုလာနက်ခတ်အတိတ်နမိတ်စတဲ့ကံကြမ္မာဆိုင်ရာအဆိုးအကောင်အကျိုးအကြောင်းများကိုအများပြည်သူဖြိုးလိုက်တိုင်းပိဋကတ်ကြီးကြည့်ဖို့သိဖို့ဟောပြပေးမှာဖြစ်ပါတယ်။မေယာဒီဘွားရဖေဖော်ဝါရီ19နဲ့မတ်20ကြားမှာမွေးဖွားသူတွေဖြစ်တယ်။မိမိတို့ရဲ့မွေးဖွားမဲ့ရက်ကာလကတ်လာသလိုကိုယ့်ရဲ့ဘဝမှာစိန်ခေါ်မှုအမျိုးမျိုးတောကအမျိုးမျိုးကတ်လာတဲ့အချိန်အလုတ်ထဲအိမ်နဲ့ခန္ဓာကိုယ်ထဲမှာပြဿနာတွေအကောင်းမှုအဆိုးမှုပြဿနာတွေကုန်သွယ်ရေးကိစ္စတွေလူသုံးကုန်ပစ္စည်းအဖျော်အရက်ဘီယာအားဒါတွေနဲ့ပတ်သက်တဲ့ပြဿနာတွေအုပ်စုဘွဲ့အနိုင်ကျင့်တာတွေကျွေးဟောင်းမြေဟောင်းပြဿနာတွေရောက်လာလိမ့်မယ်မိမိအိမ်မှာကိုယ်ဝန်ဆောင်ရှိရင်ကျမ်းမာရေးခရုစိုက်မိသတိထားပါမွေးနေ့မွေးရက်မွေးလာကိုကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ရယ်ချိန်ခေါ်လာမဲ့အကြက်တဲ့အမျိုးမျိုးအခက်အခဲအမျိုးမျိုးကြော်လွှားနိုင်မှုနေ့တိုင်းဖះကို9ရက်ပြည့်အောင်သွားပန်းလူရေးလူမသွားနိုင်တရက်တော့သွားငှက်လွတ်ငါလွတ်အေရဖះမှာနေ့တိုင်းတနေ့ဖះ3ချိန်ပူတော့မပူဇော်နိုင်မနဲ့ညပူတော့အချိန်ယူပါတတနာကုံစိတ်ပါခုံတော်ကိုးပါစိတ်ပါဒါသနာပိပုပ္ပန္နတုတ်ရဏနာတုတ်တွေရွတ်ပါမဟာသမယတုတ်တွေရွတ်ပါကိုရမဲ့အယောင်တွေကတော့နှက်ပြနေမျိုးခဲရောက်ကြက်သွေးရောက်နေဖြစ်တယ်မိန်းကလေးငယ်လေးများအတင်းအဖွဲနဲ့သွာလာလှုပ်ရှားနေထိုင်ပြီးပါခွန်ရှစ်သုံးပတ်လည်းထီထိုးပါဒီကာလမှာတော့တာမုဒ္ဒိကာတာတော်ကြီးတက်စီရွတ်တာတို့ပဋ္ဌာန်းရွတ်တာတို့စိတ်ကိုငြိမ်အောင်ထားတာတို့အများနဲ့တိုင်ပင်နှီးတော့လောက်ကင်ဆုံးဖြတ်ဖို့လိုအပ်ပါတယ်တဘာဝပြီးမငြိမ်မသက်တွေရှိတဲ့အတွက်တိုင်းရင်းပြည်ရှိတဲ့အတွက်အတော်လာအနေတိုင်းယူဆိုင်ပါမေယာဒီဘွားတွေဘေးရန်ကင်းပြီးကျမ်းမာချမ်းသာထီပေါက်ပါလိမ့်မယ်ခွန်ရှစ်သုံးပတ်လည်းထီထိုးပါအားလုံးကံကောင်းကျမ်းမာကြပါစေ